ဖန်မှာဖောင်စည်းဖို့မတိုးချင်ဘူးဆိုရင်တော့သူပေးနာစဘာကူကိုသွားလို့ရတယ်မိုးကစီသွားရင်တော့ရင်းနှီးတို့တစ်ချက်ကြီးဆိုင်မာပြီချားနိုင်ငံတွေလိုဝင်ချင်းမရှိဘူးစကန်မှာမရှိသေးဘူးကိုယ်နိုင်ငံကောက်ချာကိုပြထားတဲ့ဂူရဲရစီလေးရှိမယ်အဲ့ဂူရဲကနေပဲနောက်ထပ်ဂူအသေးလေးကိုဝင်သူတို့ခန်းစားချက်မျိုးလည်းရမယ်အဲ့ကအထွက်ကတော့တော်တော်ကိုလှတယ်ဒါပေမဲ့စားပြီးသားအမိုက်တွေကတော့အရန်ရုပ်ဆိုတယ်တော့ကောက်ရင်လည်းတတိထားဖို့လိုတယ်တတိမထားမိရင်မာပြီဒီဘက်နဲ့နေမလွယ်ဘူးဒီကတော်တော်လေးနေတာပေးစဘာကူရလို့ကိုနာမှာအမိုက်ပြတဲ့သူတွေတွေ့တဲ့အခါလူချင်းပြောပေးပါဒါမှမဟုတ် record နဲ့ကျွန်တော်စီလာပြပေးပါအမိုက်နဲ့ပတ်သက်လို့ကျွန်တော်စီစဉ်ခဲ့ရလေးရှိတယ်ပေါ့နော်ကိုပီနာမှာမရှိတော့တန်ဖိုးမထားခဲ့ဘူးဆိုရင်တော့တစ်ချိန်ကြာမှဝမ်းနဲ့လို့တော့မရဘူးပေါ့နော် photo spot လေးတွေလည်းတက်ပုံရလို့ကောင်းပါတယ်ထုံးစံတိုင်း correction man လေးနဲ့တော့မရေးဖို့လိုမယ်ပေါ့နော်လေးက one trip ပဲဆိုတော့အပြန်ကိုပြန်ဆောင်ရတာမျိုးတော့ရှိတတ်တယ်နည်းနည်းကြာတာမျိုးကလည်းလူကြာတဲ့အချိန်ဆိုဖြစ်တတ်တယ်ပေါ့ကယ်ရီလှေမရောက်လာသေးဘူးဆိုရင်လည်းကူချောင်းကဆက်ပြီးတော့လေ့လာနေလို့ရသေးတယ်ပေါ့နော်တော်တော်ကိုလေ့လာလို့ကောင်းတယ်ရှော့ဖောင်စီးလို့မရခဲ့ရင်လည်းစဘာကူကိုလှေစီးသွားလို့ရပါတယ်ကျွန်တော်တို့ကျွန်ဖြစ်ပါတယ်နောက်ထပ်ဖတ်အန်ဗီဒီယိုမှာပြန်တွေ့ပါမယ်